ဒီနေ့ first impression လုပ်ပြီးမှာတော့ Honor ရဲ့ Magic 8 Pro လုံးဝ flagship level ဖုန်းတစ်လုံးပဲဖြစ်ပါတယ်အခုဒီနေ့ကို support ပေးထားတာတော့ phone spec mobile မှာဖြစ်ပါတယ်အခုလိုမျိုးကွက်ပြောက်ဖုန်းလေးတွေအလန်းစားဖုန်းလေးတွေလိုချင်တယ်ဆိုလို့ကျွန်တော်သွားစုံစမ်းမေးမြန်းနိုင်ဖို့အတွက်ကျွန်တော် description မှာ link လေးထည့်ပေးထားပါဒီကောက်ကိုကျွန်တော်စမ်းနေတာတပတ်ကျော်လောက်တော့ဖြစ်သွားပြီဒါပေမဲ့ဘာလို့ review မဟုတ်တာလဲဆိုလို့ရှိရင်ဒီကောက်ရဲ့ camera performance ကိုလုံးဝအပြည့်အဝစမ်းလို့မရခဲ့ဘူးဘာလို့လဲဆိုတော့ software က optimize မဖြစ်နေတာမျိုးတွေပြောင်းဆိုလို့ရှိရင်များကျွန်တော်တို့ရိုက်လိုက်လို့ရှိရင်တကယ် realistic နဲ့နည်းနည်းလေးကွဲနေတာမျိုးတွေကြုံရတယ်ဒါက software web လို့ကျွန်တော်အနေနဲ့ယူဆထားတဲ့အတွက်ကြောင့်ဒီကောက်ကို review အနေနဲ့ပြောခြင်းမဟုတ်ဘူးဒါပေမဲ့ကျန်တဲ့အပိုင်းတွေကတော့တော်တော်ကိုမှဒီ out of the box မှာတော်တော်လေး stable ဖြစ်တော့တွေ့ရတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီကောက်ကို display ဘိုင်းနဲ့ပတ်သက်ပြီးတကယ်ကိုသဘောကျတယ်တစ်ဖက်ကပြည့်ကြည့်မယ်ဆိုလို့ကျွန်တော်ဒီကောက်က 2K resolution မဖြစ်နေဘူး 1.5K resolution နဲ့ပဲပြီးတော့ brightness ဆိုလို့ရှိရင်လည်း HPM brightness ဆိုလို့ရှိရင်1800 nits လောက်ထိပဲရတယ်ပေါ့နော်ဒါပေမဲ့ peak brightness ကတော့6000 nits ထိရတယ်ဒါ peak brightness ဆိုတာကျွန်တော် HDR ကိုနဲ့နေကြည့်တဲ့အချိန်မျိုး HDR ဖွင့်ပြီးရိုက်ထားတဲ့ပုံတွေကိုပြန်ပြီးတော့ playback ပြန်ကြည့်တဲ့အချိန်မျိုးမှာပဲဒီ6000 nits ကအလုပ်လုပ်တာပေါ့နော်ဆိုတော့ကျွန်တော်တို့daily life မှာအသုံးဝင်တဲ့ HPM brightness က1800 nits ဆိုတော့နည်းနည်းလေးနည်းနေတယ်ပေါ့နော် flagship တစ်လုံးအနေနဲ့တိတ်အရင်မကြမ်းနေလို့ခံတာဒါပေမဲ့နေအောင်မှာစမ်းကြည့်ရတဲ့လောက်ကလုံးဝ crystal clear လို့ပြောလို့ရတယ်အဲ့ဒါနဲ့တူပဲဒီကောင်းရဲ့ display ကကျွန်တော်တို့မျက်လုံးကျန်းမာရေးအတွက်တော်တော်ကိုအသားပေးထားတယ်အလေးပေးထားတယ်လို့ပြောလို့ရတယ်ကျွန်တော်ဒီကောင်းကို circadian night mood တွေပါဖွင့်ပြီးတော့ညဘက်သုံးကြည့်ပုံမှန်ဖုန်းတစ်လုံးသုံးပြီးတော့ကျွန်တော်အိပ်မယ်ဆိုလို့ရှိရင်ညဘက်မျက်လုံးနဲ့ကြောင်သွားတာဘာညာမျိုးဖြစ်တယ်ဒီကောင်ကတော့အဲ့လိုမျိုးမဟုတ်ဘူးကျွန်တော်ညဘက်အိတ်ခန့်ကြီးမှာဖုန်းကိုကြည့်ရင်တော့မှကောင်းကောင်းလေးအိပ်ပျော်စေတယ်ပေါ့နော်အိတ်ချင်စိတ်ကိုဖြစ်ပေါ်စေအောင်လို့ဒီကောင်းရဲ့color တွေပြီးတော့ဒီသူ့မှာပါလာပြီးတဲ့ rendering ဆိုလို့ရှိရင်လည်း3840ဆိုတာMagic 6 Pro မှာအကျန်းဆုံးဖြစ်ခဲ့တာပေါ့နော် industry first တွေဖြစ်ခဲ့အခုလေ4320 Hz ထိအများဆုံးထည့်ပေးထားတယ်ဆိုတော့ industry ထဲမှာ PWM dimming အကျန်းဆုံးပါတဲ့ display တစ်ချက်လို့ပြောလို့ရတယ်ဆိုတော့ဒီကောင်းရဲ့ display ကကျွန်တော်တို့ညဘက်လုံးဝအမှောင်ထဲမှာကြည့်မယ်ဆိုလို့ရှိရင်တော့မျက်လုံးနာတာတွေမျက်လုံးညောင်းတာတွေဒီကျွန်တော်မျက်ရိုးကိုက်တာတွေခေါင်းမူးတာတွေခေါင်းတောင်တာအဲ့လိုမျိုးဖြစ်စီမှာမဟုတ်ဘူးဗျဆိုတော့ဒီကောင်းရဲ့ display ကတကယ်ကိုမှ eye care display တစ်ချက်လို့ပြောလို့ရတယ်ပြီးတော့ color profile တွေဘာတွေကလည်းတကယ်ကိုမှစူးစူးတော်တော်နဲ့ကြည့်ရတော်တော်ကိုမှအဆင်ပြေတယ် refresh အနေနဲ့ဆိုလို့ကျွန်တော် 120Hz ပါမယ် LTPO AMOLED အမျိုးအစားဖြစ်မယ်size အနေနဲ့ကတော့ 7.71 inches ရှိတဲ့ panel ကိုသူတို့သုံးပေးထားတယ်ပြီးတော့ဒီကောင်က eye care display တွေမဟုတ်တော့ဘဲနဲ့အကျန်းခံအောင်လဲ Reno Glass ကိုသူသုံးပေးထားသေးတယ်အကျန်းခံတဲ့အပိုင်းကလည်းတော်တော်ကိုမှ strong ဖြစ်တဲ့ display တစ်ချက်လို့ကျွန်တော်အနေနဲ့ယူဆတယ်ပြီးတော့ဒီကောင်မှာအကျန်းဆုံးပိုင်းကသူ့ရဲ့ speaker ပိုင်း loud amplitude speaker တွေကိုစပြီးတော့သုံးပေးလိုက်တာက Magic 7 Pro series မှာဒါပေမဲ့ဒီကောက်မှာက Magic 7 Pro ထက်နည်းနည်းပိုကောင်းတဲ့ loud amplitude speaker တွေကိုထည့်ပေးထားတယ်ဒီနေရာမှာကျွန်တော်ကောက်ချက်ချလို့ရတာနှစ်ခုတော့ရှိရယ် loud amplitude ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ output power ပိုများတယ်ဒါပေမဲ့ battery consumption များသလောက်ကျွန်တော်တို့ရဲ့ output power အသံထွက်အားကလည်းတော်တော်ကိုမှ strong ဖြစ်တယ်ကျွန်တော်အမြင့်ဆုံး volume နဲ့တချင်းဖွင့်ထားမှဆိုလို့ရင်ဖုံးမှာတုံနေဆိုတဲ့ခဏချက်မျိုးရတယ်အဲ့လောက်ထိဒီကောင် output power ကျန်းတယ်နောက်တစ်ချက်အနေနဲ့ကကျွန်တော်တို့ deep bass တွေအရန်မလိုက်နိုင်တဲ့ speaker တစ်လုံးလို့ကျွန်တော်သတ်မှတ်မယ်ဆိုလို့ရှိရင်လည်းရတယ် K90 Pro Max လို့ဖုန်းမျိုးမှာဆိုလို့ရှိရင် speaker နှလုံးနဲ့ subwoofer တစ်လုံးပါတော့ကြောင့် deep bass တွေကဒီကောင်းနဲ့ပို့ပြီးတော့ကျန်းတယ်ဒါပေမဲ့ classical sound တွေကျွန်တော်နားထောင်မယ်ဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ loud amplitude speaker တွေကခုနက Bose နဲ့ collaboration လုပ်ထားတဲ့ K90 Pro Max တဲ့အများကြီးပိုကောင်းတာတွေ့ရတယ်ဆိုတော့ကိုနားထောင်မဲ့တခြင်းမျိုးစားမှာမူတည်ပြီးတော့ဒီကောင်ကပို့ပြီးတော့ကျန်းတယ်မကျန်းဘူးဆိုတာကိုဆုံးဖြတ်ပေးသွားလိမ့်မယ်တခုတည်းကျွန်တော်တို့ game ဆော့ရုံလောက်တခြား EDM သက်ချင်းတွေ DJ သချင်းတွေကိုနားထောင်ခြင်းရုံလောက်နဲ့ကတော့ဒီကောင်ကအကောင်းဆုံးလို့ကျွန်တော်တို့သွားပြီးတော့သတ်မှတ်လို့လည်းမရပြန်ဘူးဆိုတော့ဒီကောင်းရဲ့ speaker ကကောင်းတော့ကောင်းတယ်ဒါပေမဲ့တချို့လူတွေအတွက်အများကြီးပိုကောင်းတယ်ဆိုပေမဲ့တချို့လူတွေအတွက်ကတော့တာမန်ပဲလို့ပြောလို့ရတယ်နောက်တစ်ပိုင်းအနေနဲ့ဆိုလို့ကျွန်တော်ဒီကောင်းရဲ့ camera ပိုင်း camera အနေနဲ့နောက်ကျောဘက်မှာ50 megapixel main ရဲ့50 megapixel ultra wide ရဲ့200 megapixel periscope telephoto ဆိုပြီးတော့ပါလာတယ် selfie ကလည်း50 megapixel ဒီနေရာမှာတခုပြောချင်တာကအရင် generation နဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင် Magic 8 Pro က micro shot မှာအများကြီးပို့ပြီးတော့အားစိုက်ပေးထားတယ်ပို့ပြီး upgrade လုပ်ပေးထားတယ်လို့ပြောလို့ရတယ်ဒါပေမဲ့တခုရှိတာက3 meter sensor အနေနဲ့ကအရင်နှစ်က flagship တွေမှာသုံးခဲ့တဲ့ Samsung ရဲ့HP9 sensor ကိုပဲဆက်ပြီးတော့သုံးပေးထားတော့မယ်သူ့မှာက 3.78 optical zoom periscope ဆိုပြီးကျွန်တော်တို့ portrait ရိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင် 135mm အဲ့ဒါအောင်မှာထပ်ပြီးတော့ extend လုပ်ပြီးတော့ 170mm ဆိုပြီးတော့ကျွန်တော် option နောက်တစ်ခုထပ်တိုးပေးထားသေးတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းတွေမှာပါနေကြက 1x အဲ့မှာ 23mm ဒါမှမဟုတ် 24mm နောက်တစ်ခုက 35mm ပြီး 50mm ပြီးတော့လို့ရှိရင်တို့ရဲ့ optical zoom ဖြစ်တဲ့ 85mm လာတယ်ပြီး 135mm လာတယ်အဲ့ဒါကိုမှသူက 35mm ကိုဖြုတ်ပြီးတော့ 170mm ကိုပဲထပ်ထည့်ပေးထားတယ်ဆိုတော့ option 5ခုကျွန်တော်ရွေးပြီးတော့ရိုက်လို့ရမယ်အဲ့ဒါနဲ့တူပဲ color profile အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော် classic negative လိုမျိုးလုံးဝ flame မှာနာမည်ကြီးတဲ့ classic flame filter တွေပါလာမယ်ပြီးတော့ဒီကောင်ရဲ့ color profile က Vivo မှာပါလာတဲ့ classic negative နဲ့နည်းနည်းလေးကွာခြားတာတော့တတိထားမိရယ်ပြောမှဆိုလို့များ vibe တစ်ခုစီရတယ်ဆိုတော့ဒီနေရာမှာကျွန်တော် color မှန်တယ်မမှန်ဘူးဆိုတော့ဆုံးဖြတ်တာတဲ့ကိုကဘယ်လို vibe မျိုးနဲ့ရိုက်ချင်လို့ဘယ်လိုပုံမျိုးထွက်လာဆိုတော့ပဲကျွန်တော်ပြောလို့ရမယ်ကျွန်တော်ဒီကောင်နဲ့ portrait တွေပဲဆိုင်းရိုက်ကြည့်အချိန်မှာ
တခါလေတချို့ပုံတွေရပါတော့နည်းနည်းလေးကာတွန်းဆန်တဲ့ပုံလေးတွေကျွန်တော်ရတယ်ပေါ့ပြီးတော့ processing time ကလည်းနည်းနည်းလေးကြာတယ်ရိုက်ပြီးသွားလို့ချက်ချင်းထွက်လာပုံကြည့်လိုက်မယ်ဆိုရင်ချင်းဒီပေါက်စေးစင်းရဲရတယ်ပေါ့နော်ဒါပေမဲ့ internet လေးလည်းဖွင့်ထားမယ်အချိန်နဲ့စက္ကန့်30လောက်ပေးလိုက်မယ်ဆိုရင်တော့အများကြီးကောင်းတဲ့ပုံထွက်တွေကိုသူတို့ထုတ်ပေးနိုင်တယ်ဒါပေမဲ့နည်းနည်းလေးကာတွန်းဆန်တယ် realistic နဲ့နည်းနည်းလေးကွာပြီးတော့နည်းနည်း human သိမ့်မဆန်တဲ့အစိတ်ပိုင်းတွေကျွန်တော်တွေ့ရတယ်ဆိုတော့အဲ့ဘိုင်းကလွဲပြီးဆိုလို့ကျွန်တော်ဒီကောင်းရဲ့ portrait ဘိုင်းကတကယ်ကိုမှဟာကောက်ရဲ့ studio တစ်ခုထဲမှာရိုက်ထားဆိုတဲ့ခံစားချက်မျိုးအပြည့်အဝရတယ်အခုပြထားတဲ့ပုံလေးဆိုလို့ရှိရင်တကယ်ကိုမှမိုက်တယ်ပေါ့နော်ဒါ lighting နည်းနည်းပဲကျွေးပြီးတော့ရိုက်ထားတဲ့ပုံလေးလို့ပြောလို့ရတယ်နောက်ပြီးတော့ဒီကောင်းရဲ့ selfie အနေနဲ့ဆိုလို့ရှိရင်လည်း50 megapixel ပဲတော်တော်လေးကိုမှကောင်းတဲ့ပုံထွက်တွေရတယ်ဒီဟာကတော့ flagship level လုံးဝလက်ခံပြီးလို့ရတဲ့အနေအထားတစ်ခုလို့ပြောလို့ရတယ်ပြီးတော့ဒီကောင်းမှာ3 meter security ဘိုင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်း ultrasonic fingerprint 3D face unlock ပဲပါတယ်ဒါပေမဲ့ 3D face unlock ပါတဲ့ဖုန်းတစ်လုံးမှာကျွန်တော်တို့က fingerprint ဘာလို့သွားနှိမ့်နေပြစရာလိုတော့မှာဒါပေမဲ့ 3D face unlock ပါတဲ့ဖုန်းတစ်လုံးမှာ fingerprint ကိုနှိပ်ပြီး unlock လုပ်တာတဲ့ဆိုင် 3D face unlock နဲ့ unlock လုပ်တာအများကြီးပိုထားကြတဲ့ကြောင့်ကျွန်တော်ကတော့ ultrasonic fingerprint ကိုတခြား payment ရှင်းတဲ့အချိန်မျိုးမှာပဲသုံးပြတယ်ပုံမှန်အချိန်ဒီမျိုးမှာဆိုလို့ကျွန်တော် 3D face unlock နဲ့ပဲဖွင့်ပြတာများတယ်ပေါ့နော်ဆိုတော့ဒီ 3D face unlock ပါတာလေးကိုလည်းသဘောကျနောက်ပြီးတော့ဒီကောက်မှာပါလာတဲ့ camera button ကိုကျွန်တော်နည်းနည်းလေးဖောင်းထုတ်ချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီ camera button ကကျွန်တော် Apple မှာလိုမျိုးချားမှုတွေပြောင်းလို့လည်းမရဘူး။ပြောမှဆိုလို့ရှိရင်ကျွန်တော် exposure တွေပြီးတော့ depth of field တွေအဲ့လိုမျိုးအပြင်ကိုမှကျွန်တော် selfie နဲ့အခုပြောင်းလို့မရတော့ဘဲနဲ့လုံးဝဗျာကျွန်တော်တို့ zoom ဆွဲလို့ရမယ် zoom in zoom out လုပ်ဖို့အတွက်လောက်ထည့်ပေးထားတာကတိတ်ပြီးတော့ထားမကြောက်လို့ကျွန်တော်အနေနဲ့မြင်တယ်။ဒါပေမဲ့ဒီကောက်ကိုတခြား action button အနေနဲ့လည်းသုံးလို့တော့ရတယ်ပေါ့နော်တခြား setting တွေမှာသွားပြီးတော့ assign ချပေးထားလို့တော့ရတယ်နောက်ပြီးတော့ဒီကောင်းရဲ့ battery ပိုင်း9200 mAh ကိုမှ silicon carbon battery အမျိုးအစားသုံးပေးထားပါနော် generation ကလည်းတော်တော်လေးမြင့်လာတာလည်းတကြောင်ပြီးတော့ဒီကောင်းမှာသုံးပေးထားပေါင်းဆက်လိုက်တဲ့အချိန်မှာ battery consumption တော်တော်လေးကိုမှတက်တာတော့တွေ့ရတယ် battery ခံလားဆိုလို့ကျွန်တော်အခုကျွန်တော် daily driver အနေနဲ့သုံးထားတဲ့အချိန်မှာရတဲ့ screenshot လေးကျွန်တော်ပြပေးထားပါတယ်မနေ့မှာကျွန်တော်အားတရားနဲ့ထွက်ပြီးတော့ညနေပြန်လာချိန်မှာတဝက်လောက်ကျန်နေတာတကယ်ကိုမှ impressive ဖြစ်စရာပေါ့နော်ကျွန်တော်အပြင်သွားလို့ရှိရင်လည်း auto brightness swim မျိုး brightness အမြင့်နှုန်းနေနဲ့ပဲတင်သုံးတာဆိုတော့ဒီကောင်းရဲ့ battery life ကတော့ Honda ရဲ့ထုံးစံတိုင်းပဲကြမ်းမြဲကြံတော့မှာပဲပြီးတော့အပြန်သွင်းမှုတော့ကတော့ 100W super chat ကို support လုပ်ပေးထားပါတယ်ဒါပေမဲ့ Honda က ecosystem တစ်ခုတည်းဝင်စေချင်တဲ့ကြောင့်သူ့မှာက 100W super chat ကိုထည့်ပေးထားတယ်ဆိုတော့ကျွန်တော်တို့ laptop တွေအားသွင်းနေတာပဲဖြစ်တခြား device တွေအားသွင်းနေတာပဲဖြစ်အဆင်ပြေတယ်ပေါ့နော်နောက်တစ်ပိုင်းအနေနဲ့တော့ဒီကောင်းရဲ့ chipset ပါ Snapdragon 8 Elite Gen 5နောက်ဆုံးထွက်ထားတဲ့ chipset ကိုသုံးပေးထားတယ်ကျွန်တော် benchmark လေးတွေကိုလည်းပြပေးထားတယ်ကျွန်တော် Elite Gen 5 ဆန်းတာဆိုလို့ရှိရင်ဒါက3လုံးမြောက်ပေါ့နော်ပထမဆုံးတစ်လုံးက K90 Pro Max ပြီး iQOO 15နဲ့ Honda ရဲ့ Magic 8 Pro ဒီကောင်ကပြောမှဆိုလို့ရှိရင် heat အသက်သာဆုံးလို့တောင်မှပြောလို့ရတယ်တကယ် heat နိုင်ပါတယ်ဆိုတော့ iQOO 13ထက်ဒီကောင်က heat နည်းနည်းလေးပို့ပြီးတော့တက်တာတယ်လို့မျိုး performance လည်းနည်းနည်းလေးပို့ရောတယ်ပြောချင်တဲ့သဘောကတော့ဗျာကျွန်တော် heat ကိုထိန်းဖို့အတွက် performance throttling ဖြစ်တဲ့ကိစ္စကိုနည်းနည်းလေး short ချထားပုံရတယ်ပြီးတော့အပူမြန်အေးမြန်ပုံတစ်လုံးလို့လည်းပြောလို့ရတယ်။ Elite Gen 5တွေကအခုဖြစ်နေတဲ့ပြဿနာက mobile ကြက်မှာဆိုလို့ရှိရင် graphic တွေ FPS တွေကိုတစ်ခါလေကြားလို့ရှိရင်အမြင့်ဆုံး setting မပွင့်နေတာမျိုးတော့ကြုံတွေ့ရလိမ့်မယ်။တခြားအပိုင်းနဲ့ပတ်သက်ပြီးတော့ Elite Gen 5က performance ပိုင်းမှာလုံးဝကိုမှ solid ဖြစ်တဲ့ဘာမှအပြစ်ပြောစရာမရှိတဲ့ chipset တစ်ခုလို့ပြောလို့ရတယ်။နောက်ဆုံးအနေနဲ့ပြောမှဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ hand feeling နဲ့ build quality ပါ build quality အနေနဲ့ဆိုလို့ရှိရင်တော့တကယ်ကိုမှ flagship phone တစ်လုံးဖြစ်တဲ့အတွက်ကြောင့်အကောင်းစား material တွေဝယ်သုံးပေးထားတယ်။ပြီးတော့ပို့ပြီးတော့သဘောကျဖို့ကောင်းတာက IP68 69K ကိုပါ support လုပ်တယ်ဆိုတော့ JDM ဖုန်းနဲ့ကြိုက်တဲ့တန်လာခဲ့အကုန်ခံနိုင်တယ်အဲ့ဒါအပြင်ကမှသူ့ရဲ့ display မှာလုပ်ပေးထား resolution က Reno Glass ကိုသုံးမိထားတဲ့အတွက်ကြောင့်တုံတန်ုံများတန်တဲ့ပစ္စည်းဘာညာဖုံးပေါ်ပြုတ်ကျမယ်ဆိုရင်တော့မှဖုံးဘာမှမဖြစ်နိုင်တဲ့အနေအထားတစ်ခုထိဒီကောင်ရဲ့မာကျော်မှုရှိပြီးတော့ design ပိုင်းအနေနဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့ camera band ကအရင် generation နဲ့နည်းနည်းလေးပို့ပြီးတော့ကြီးလာတယ်အဲ့ဒါကလည်း200 megapixel periscope camera အကြောင်းလို့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေရာမှာတစ်ခုရှိတာပေါ့နော်ဒီကောင် camera band design လုပ်ပေးထားတာကအရင်နှစ်ကထွက်ခဲ့တဲ့တချို့ flagship တွေရဲ့ bezel design လိုမျိုးလေးကိုနည်းနည်းလေး inspire ယူထားတာကိုတော့ကျွန်တော်အနေနဲ့သိပြီးတော့မကြိုက်ဘူး Honda ကသူ့ရဲ့ camera band design သူ့ရဲ့ design language နဲ့တွားတဲ့နေသွားနေတဲ့ဟာအောင်မှာအခုလိုမျိုး design လေးတွေလုပ်ပေးလိုက်တာကိုတော့သိပြီးတော့ထားမကြောက်လို့ကျွန်တော်အနေနဲ့မြင်တယ် overall အနေနဲ့ Magic 8 Pro ကိုဘယ်လိုမျိုးမြင်လဲဆိုလို့ကျွန်တော်အနေနဲ့က display ပိုင်းအရင်ကမှမိုက်တယ်ကျွန်တော်တို့ daily life မှာအများနဲ့ထိတွေ့နေရတဲ့မျက်လုံးနဲ့ display ကြားထဲမှာကောင်းကောင်းလေးဆက်နွယ်မှုဖြစ်အောင် bridge လုပ်ပေးထားနိုင်တယ်ပြောချင်တဲ့သဘောကကျွန်တော်တို့မျက်လုံးကိုအထိုက်လျောက်ဆိုတာထက်တော်တော်ကြီးမှကာကွယ်ပေးနိုင်တဲ့ display တစ်ခုကိုဒီကောင်သုံးပေးထားတယ်ပြီးတော့ camera အနေနဲ့ကလည်းအရင်အကျန်းဆုံးဖြစ်နေဖို့မလိုဆိုလို့ရင်ဒီကောင် camera အများကြီးလက်ခံပေးလို့ရတယ်အဲ့နဲ့တူပဲ battery life ကလည်းတကယ်ကိုမှ solid battery life ရတယ် design ပိုင်းကတော့အရင်ကြီးအထူးဆန်းကြီးမဟုတ်ဘူးအရင်ကြီးအလှကြီးမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့ခံစားရတယ်ဆိုတော့အခုလောလောဆယ်ကတော့ဒီကောင်ကို first impression အနေနဲ့ပဲပြောသွားဖြစ်ပါတယ်တကယ်လို့Honda မြန်မာနေပြီးတော့ unit လေးရမယ်ဆိုလို့ရင်တော့ Honda မြန်မာ unit ကိုစမ်းပြီးတော့ full review အနေနဲ့ပြန်လာခဲ့ပါမယ်လို့ပြောရင် see you ပါ